အာဝါဟဝိဝါဟလက်ထက်ထိမ်းများခြင်းမင်္ဂလာဆိုတဲ့ပါဠိစကားရဲ့အဓိပ္ပာယ်ကိုသိပါရစေဖရာတဲ့ဒီအာဝါဟဝိဝါဟဆိုတဲ့စကားကိုမင်္ဂလာဆောင်အခမ်းအနားတွေမှာတော်တော်များများပြောကြပါတယ်သို့တော်လည်းအဓိပ္ပာယ်ကိုသိတဲ့သူကအလွန်နည်းပါတယ်တကယ်တော့အာဝါဟဝိဝါဟမင်္ဂလာဆိုတာအာဝါဟမင်္ဂလာကတစ်ခုဝိဝါဟမင်္ဂလာကတစ်ခုမင်္ဂလာနှစ်ခုဖြစ်ပါတယ်အာဝါဟမင်္ဂလာဆိုတာမိမိသားအတွက်သူတစ်ပါး၏သမီးကိုယူဆောင်ပြီးလက်ထက်ထိမ်းများပေးခြင်းကိုဆိုလိုခြင်းဖြစ်ပါတယ်ဒါကတော့ယောက်ျားလေးဘက်ကပြုတဲ့မင်္ဂလာဖြစ်ပါတယ်ဝိဝါဟမင်္ဂလာဆိုတာကတော့မိမိရဲ့သမီးကိုသူတစ်ပါး၏သားထံအနှံပြီးလက်ထက်ထိမ်းများပေးခြင်းကိုဆိုလိုခြင်းဖြစ်ပါတယ်ဒါကတော့မိန်းကလေးဘက်ကပြုတဲ့မင်္ဂလာဖြစ်ပါတယ်ဒါကိုပဲအာဝါဟမင်္ဂလာဝိဝါဟမင်္ဂလာလို့ပြောဆိုနေကြခြင်းဖြစ်ပါတယ်အရှင်ဖေယမိန်းကလေးတွေနိဗ္ဗာန်ရနိုင်လားဗျနိဗ္ဗာန်ဆိုတာမိန်းမယောက်ျားခွဲခြားပြီးရအပ်တဲ့တရားမဟုတ်ပါဘူးနိဗ္ဗာန်ယောက်ျားတရားကိုကျင့်ကြံအားထုတ်နိုင်မယ်ဆိုရင်မိန်းမဖြစ်စေယောက်ျားဖြစ်စေနိဗ္ဗာန်ရနိုင်ပါတယ်ဖျားရှင်လက်ထက်ကလည်းနိဗ္ဗာန်ရသွားတဲ့အမျိုးသမီးတွေများစွာရှိပါတယ်ဒါကြောင့်အမျိုးသမီးတွေလည်းနိဗ္ဗာန်ရနိုင်တယ်လို့မှတ်သားထားရပါမယ်အရှင်ဖျားမိန်းကလေးတွေနဲ့ဥစဉ်တွေမခင်အပ်ဘူးဆိုတာဟုတ်ပါသလားဖျားတဲ့ပစ္စည်းမာတုထိုနှစ်ခုဘိက္ခုသေးမင်းဒါနဲ့ဆင်းလို့ဆိုထားတဲ့အတွက်မိန်းမတွေဟာယဟန်တွေအတွက်တော့အန္တရာယ်ပါပဲเนาะဒါကြောင့်ဖြစ်နိုင်မယ်ဆိုရင်ရောရောနောနောမခင်တာအကောင်းဆုံးပါဘာကြောင့်လဲဆိုရင်မိန်းမတွေဟာယောက်ျားတွေရဲ့စိတ်ကိုရဲရဲအောင်လုပ်နိုင်လို့ပဲဖြစ်ပါတယ်အင်္ဂုတ္တပါဠိတော်ဧကကနိပတ်ပထမပါဏာတကရူပါတိဝတ်မှာမြတ်စွာဘုရားကယဟန်တို့မိန်းမတို့၏အစင်းသည်ယောက်ျားတို့၏စိတ်ကိုတိမ်ကြုံယူငင်၍တည်တကဲ့သို့ဤအတူယောက်ျားတို့၏စိတ်ကိုတိမ်ကြုံယူငင်၍တည်သောအခြားသောအစင်းကိုလည်းငါမမြင်ယဟန်တို့မိန်းမတို့၏အစင်းသည်ယောက်ျားတို့၏စိတ်ကိုတိမ်ကြုံယူငင်၍တည်နိုင်၏လို့ဟောကြားတော်မူထားပါတယ်ဒါကြောင့်မိန်းမတွေဟာယောက်ျားတွေရဲ့စိတ်ကိုရင်းရအောင်လုပ်နိုင်တဲ့အတွက်ယဟန်တွေအနေဖြင့်မိန်းမတွေနဲ့ရောရောနောနောမခင်တာအကောင်းဆုံးပဲဖြစ်ပါတယ်ဒါဆိုရင်လုံးဝမဆက်ဆံပဲနေရမှာလားလို့မေးစရာအကြောင်းရှိပါတယ်မဟုတ်ပါဘူးเนาะအမျိုးသမီးတွေနဲ့ပတ်သက်လို့အရှင်အနန္ဒာမြတ်စွာဘုရားကိုလျှောက်ထားတာရှိပါတယ်ဘယ်လိုလျှောက်ထားသလဲဆိုရင်မြတ်စွာဘုရားမရှိတော့တဲ့နောက်ပိုင်းမှာတပည့်တော်တို့အနေနဲ့အမျိုးသမီးတွေကိုဘယ်လိုများဆက်ဆံရပါမလဲဘုရားလို့လျှောက်ထားပါတယ်အဲ့ဒီအခါမှာမြတ်စွာဘုရားကအာနန္ဒာအမျိုးသမီးတွေနဲ့မတွေ့အောင်နေပါလို့မိန့်ကြားပါတယ်ဒီအခါမှာအရှင်အနန္ဒာကမလွဲတာလို့တွေ့ရမယ်ဆိုရင်ရောဘုရားလို့လျှောက်ထားပါတယ်ဒီအခါမှာမြတ်စွာဘုရားကမလွဲတာလို့တွေ့ရမယ်ဆိုရင်စကားမပြောဘဲနေပါလို့မိန့်ကြားပါတယ်မလွဲတာလို့ပြောရမယ်ဆိုရင်ရောဘုရားလို့လျှောက်ထားတဲ့အခါမှာမလွဲတာလို့ပြောရမယ်ဆိုရင်အမေတန်တဲ့အရွယ်ကိုအမေလိုသဘောထားပါအမတန်တဲ့အရွယ်ကိုအမလိုသဘောထားပါနှမတန်တဲ့အရွယ်ကိုနှမလိုသဘောထားပြီးပြောဆိုဆက်ဆံပါလို့မိန့်ကြားတော်မူပါတယ်ဒါကြောင့်အမျိုးသမီးတွေနဲ့မလွဲတာလို့ဆက်ဆံပြောဆိုရတော့မယ်ဆိုရင်အမေတန်တဲ့အရွယ်ကိုအမေလိုသဘောထားဆက်ဆံပါအမတန်တဲ့အရွယ်ကိုအမလိုသဘောထားဆက်ဆံပါနှမတန်တဲ့အရွယ်ကိုနှမလိုသဘောထားပြီးဆက်ဆံပါအဲ့ဒီထက်တော့မပူပါနဲ့လို့ပြောချင်ပါတယ်နော်အရှင်ဖျားတပည့်တော်ကိုဆုံးပညာတက်တယ်လို့ပဝင်းကျင်ကအထင်မှားနေလို့ပါဖျားအကြံလေးပေးပါအောင်ဖျားတဲ့လောကီအစုပ်လူတို့နှုတ်ကမဟုတ်လဲပြောဟုတ်လဲပြောဤမှန်မှန်လဲပြောမှန်လဲပြောဤမကောင်းလဲပြောကောင်းလဲပြောဤတဲ့လူတွေရဲ့သဘောကူကသူတို့စိတ်မှာဘဝင်မကြတော့ဘူးဆိုရင်သူတို့ဘဝင်မကြတဲ့လူဟာကောင်းသည်ဖြစ်စေမကောင်းသည်ဖြစ်စေမှန်သည်ဖြစ်စေမှားသည်ဖြစ်စေသူတို့စိတ်အထင်နဲ့ဆွဆွဲပြီးတော့ကဲ့ရဲ့တော့တာပဲနော်အဲ့ဒီလိုသူတို့ဘာကစိတ်အထင်နဲ့ဆွဆွဲကဲ့ရဲ့ခြင်းခံရတာဟာပရာနုဝါဒဘေးဆိုင်တာပဲဖြစ်ပါတယ်ဒီလိုပရာနုဝါဒဘေးဆိုင်တာဟာဖရာတော်မှမလွတ်ပါဘူးနော်ဖရာတော်မှစေစမာနဤဆွဆွဲကဲ့ရဲ့ခြင်းကိုခံရပါတယ်ဒါကြောင့်အဲ့ဒါတွေကိုလိုက်ပြီးတော့ရှင်းပြမနေပါနဲ့အဓိကကတော့မိမိကိုယ်ကိုမကြည်ညိုတဲ့စိတ်ဖြစ်ပြီးတော့ပြန်လဲဆွဆွဲတဲ့အတ္တနုဝါဒဘေးမဆိုင်ဖို့ပဲလိုပါတယ်အတ္တနုဝါဒဘေးဆိုင်တယ်ဆိုတာဟာကိုမဟုတ်တာလှုပ်ထားလို့ဖြစ်ပါတယ်အတ္တနုဝါဒဘေးဆိုင်ပြီဆိုရင်အပယ်လေးပါးသို့ကြာရောက်ခြင်းဆိုတဲ့ဒုက္ခတိဘေးပါဆိုင်တတ်ပါတယ်ဒါကြောင့်အတ္တနုဝါဒဘေးမဆိုင်ဖို့ကိုပဲခရုစိုက်ပါပရာနုဝါဒဘေးဆိုင်တာလောက်ကိုတော့ခေါင်းထဲထည့်မနေပါနဲ့နော်အရှင်ဖေယနိဗ္ဗာန်ရောက်ကြောင်းတရားကောင်းကိုသိပါလေရဲ့တပည့်တော်တို့မကျင့်နိုင်ကြသေးတာအဘယ်အကြောင်းကြောင့်ပါလဲအရှင်ဖေယတဲ့
ပါပသမိန်ရမတိမနောမနောစိတ်သည်ပါပသမိန်မကောင်းမှု၌ရမတိမွေးလျော်တတ်၏တဲ့လူတွေရဲ့စိတ်ကမကောင်းမှု၌မွေးလျော်ကြတာများပါတယ်ဖဲရိုက်ဝါသနာပါတဲ့လူတစ်ယောက်ကနာယီပေါင်းများစွာထိုင်ပြီးဖဲရိုက်နိုင်ပေမဲ့နာယီဝက်လောက်တရားအားထုတ်ဖို့ကိုတော့သူ့အတွက်ခက်ခဲနေပါလိမ့်မယ်ဒီတိုင်းပါပဲလူအများစုဟာမကောင်းမှု၌နာယီပေါင်းများစွာရက်ပေါင်းများစွာလုပ်နိုင်ပေမဲ့ကောင်းတဲ့အလုပ်ကိုတော့နာယီဝက်လောက်လုပ်ဖို့ကိုခဲရင်နေကြပါတယ်အဲ့ဒါကိုကြည်သောအဖြစ်လူတွေရဲ့စိတ်ဟာမကောင်းမှု၌မွေးလျော်နေတယ်ဆိုတာထင်ရှားပါတယ်နိဗ္ဗာန်ရောက်ကြောင်းတရားကောင်းကိုသိပါလျက်မကျင့်နိုင်ရသေးတဲ့အကြောင်းရင်းကစိတ်ဟာမကောင်းမှု၌မွေးလျော်နေသေးလို့ဖြစ်ပါတယ်မကောင်းမှု၌မွေးလျော်နေတဲ့စိတ်ကိုကောင်းမှု၌မွေးလျော်လာအောင်ကောင်းတဲ့အသိဉာဏ်ကတွင်တင်ပြီးပဲ့ကင်ပေးရပါတယ်အဲ့ဒီလိုကောင်းတဲ့စိတ်ကတွင်တင်ပြီးပဲ့ကင်ပေးမယ်ဆိုရင်မကောင်းမှု၌မွေးလျော်နေတဲ့စိတ်ဟာကောင်းမှု၌မွေးလျော်လာပြီးကောင်းတဲ့အကျင့်တွေကိုကျင့်ကြံလာနိုင်မှာဖြစ်ပါတယ်ဥစဉ်ကောသလမင်းကြီးကမြတ်စွာဘုရားနဲ့ရင်းနှီးတာတောင်ဘာလို့သောတာပန်တောင်ဖြစ်မသွားရှာတာလဲဖေဟာသိကျင်လွန်းလို့ပါဖေဟာတဲ့ကောသလမင်းကြီးကညာအမတန်ထိုင်းတယ်နော်အဲ့ဒီလိုညာအမတန်ထိုင်းတဲ့အတွက်ဖះရှင်ဟောကြားတဲ့တရားတော်တွေကိုနားမလည်တာကများတယ်အဲ့ဒီအချက်ကလည်းပဲသူ့အတွက်သောတာပန်မဖြစ်နိုင်စရာအကြောင်းတစ်ချက်ပေါ့နောက်ပြီးအနာဂတဝံဝတ္ထုဒတဗုဒ္ဓအနာဂတဝံကျမ်းမှာအရိမတိယဖះပွင့်ပြီးလို့ဒီကဘာပြက်ပြီးတဲ့နောက်ကဘာတသိန်းကြာရင်မန္တကဘာဆိုတာပေါ်လိမ့်မယ်အဲ့ဒီမန္တကဘာမှာရာမဖះနဲ့ဓမ္မရာဇာဖះဆိုပြီးဖះနှစ်စုပွင့်လိမ့်မယ်အဲ့ဒီဖះနှစ်စုတဲကဓမ္မရာဇာဖះဆိုတာဟာကောသလမင်းကြီးဖြစ်တယ်လို့ဆိုတယ်ကောသလမင်းကြီးဟာဖះအလောင်းဖြစ်တဲ့အတွက်သောတာပန်မတည်ခြင်းဖြစ်ပါတယ်ဖះအလောင်းတွေဟာသောတာပန်တည်လိုက်မယ်ဆိုရင်ဖះဖြစ်လို့မရပါဘူးเนาะကဲဒါဆိုရင်ကောသလမင်းကြီးဘာကြောင့်သောတာပန်မတည်တာလဲဆိုတာကိုသိလောက်ပြီထင်ပါတယ်เนาะအရှင်ဖေဖုန်ကြီးเจ้าမှာတောက်ရီကန်လှူထားပါတယ်ဘယ်လိုကုသိုလ်မျိုးရပါတယ်လဲဖေတဲ့ရေတွင်းရေကန်လှူတဲ့ပုံကိုယ်တွေဟာအကျိုးတရား10မျိုးရရှိပါတယ်အဲ့ဒီအကျိုးတရား10မျိုးကဘာတွေလဲဆိုရင်1အသက်ရှည်ခြင်း2အစင်းလှခြင်း3ချမ်းသာကြီးခြင်း4ခွားပလကြီးခြင်း5ဉာဏ်ပညာကြီးခြင်း6စိတ်ဤစင်ကြယ်ခြင်း9ကိုယ်ဤတန်ရှင်းခြင်း8ဂုဏ်သတင်းကြော်စောခြင်း9ငတ်မုတ်ခေါင်းပါခြင်းပြီးမှလွန်မြောက်ခြင်း10အချွေအရန်ပေါ်များခြင်းတို့ဖြစ်ပါတယ်ဒါဟာရေတွင်းရေကန်လှူတဲ့သူများရရှိမဲ့အကျိုးတရား10မျိုးပဲဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါဒီနေ့အယူမှားခြင်းရဲ့ဆိုးကျိုးကိုပြောပြကြပါတယ်တခါတုန်းကတစောင်းမုံလာမှာရွာတရွာကကထိန်တရားဟောဖို့ဦးစင်းကိုပင့်တာကြောင့်တရားဟောကြွရပါတယ်တရားဟောပြီးလို့ခဏနားနေတဲ့အချိန်မှာလူတွေရုပ်ရုပ်သဲသဲဖြစ်တာကြောင့်ဘာဖြစ်ကြတာလဲလို့မေးကြည့်တဲ့အခါမှာကလေးတစ်ယောက်မွေကြိုက်ခံရလို့ပါဖះဆိုပြီးရှောက်ပါတယ်စေယုံစေကံပို့မှာပဲဆိုတဲ့အတွေးနဲ့ဘာမှမပြောဘဲနေလိုက်ပါတယ်ညရောက်လို့မေးကြည့်တဲ့အခါမှာတော့ကလေးလေးဆုံးသွားပြီလို့သိရပါတယ်စေယုံစေကံမပို့ဘူးလားလို့မေးကြည့်တဲ့အခါမှာကလေးရဲ့မိဘတွေကစေယုံစေကံမပို့ပဲဘိုင်းဆရာနဲ့မမ်းမှုပြီးကုနေတာကြောင့်ကလေးလေးဆုံးရခြင်းဖြစ်ပါတယ်ဖះလို့ရှောက်ပါတယ်မွေကြိုက်တာကိုမမ်းမှုပြီးကုလို့ရတယ်လို့ထင်နေပုံရပါတယ်အဲ့ဒီလိုထင်နေတာကိုကအမှားဖြစ်ပါတယ်အဲ့ဒီအမှားကြောင့်ပဲကလေးတစ်ယောက်ရဲ့အသက်ဆုံးခဲ့ရပါတယ်မလိုလားအပ်တဲ့အယူအဆအမှားတွေကိုလက်ကင်ကျင့်သုံးနေသမျှကာလပတ်လုံးတန်ဖိုးရှိတဲ့အရာတွေဆုံးရှုံးနေအောင်မှာဖြစ်ပါတယ်မြတ်စွာဘုရားကဓမ္မပဒပါဠိတော်မှာအနှစ်မရှိတဲ့တရား၌အနှစ်ရှိတယ်ဟုထင်ကြကုန်၏အနှစ်ရှိတဲ့တရား၌ကအနှစ်မရှိဘူးရဲ့လို့ထင်ကြကုန်၏ထိုအနှစ်ကိုအကာထင်အကာကိုအနှစ်ထင်တဲ့လူတွေဟာမှားယွင်းတဲ့အကြံစီသာလျင်ပြတ်စားရာအာယုံရှိကြလေသောကြောင့်အနှစ်စစ်အနှစ်မှန်နဲ့ပြည့်စုံတဲ့တရားကိုဘယ်တော့မှမရနိုင်ဘူးလို့ဟောကြားတော်မူပါတယ်ဒါကြောင့်တန်ဖိုးရှိတဲ့အရာတွေမဆုံးရှုံးခြင်းဘူးဆိုရင်လွဲမှားတဲ့အယူဆတွေကိုလက်မခံကြပါနဲ့လို့ပြောချင်ပါတယ်အားလုံးကိုယ်စိတ်နှပြကျမ်းမာချမ်းသာ၍ဓမ္မဗဟုသုတအသိဉာဏ်များတိုးပွားကြပါစေ
ဘုန်းကြီးတစ်ပါးရေးတဲ့စာအုပ်ဖတ်ဖူးပါတယ်စာထဲမှာရေးထားတဲ့အနာဂတဝန်ကျမ်းဆိုတာရှိသလားအဲ့စာထဲမှာရေးထားတာတချို့ကိုနားမရှင်းဘူးတဲ့အနာဂတဝန်ကျမ်းဆိုတာကအရိမတ္တယဘုရားအကြောင်းကိုဟောကြားထားတဲ့ကျမ်းဖြစ်ပါတယ်မြတ်စွာဘုရားသည်ဗုဒ္ဓဝန်ဇတ်တော်ကိုဟောကြားပြီးသည့်နောက်တစ်ဆက်တည်းမှာပဲအရှင်သာရိပုတ္တရာ၏လျှောက်ထားတောင်းပန်ချက်အရအရိမတ္တယဘုရားအကြောင်းပါဝင်သည့်အနာဂတဝန်ကျမ်းကိုဟောကြားခဲ့တယ်လို့မိုင်းခိုင်အတွင်းဝန်ဦးရန်ဤပိဋကတ်စာတမ်းမှာရေးသားထားကြောင်းသိရပါတယ်။အဲ့ဒီအချက်ကိုဆရာတော်အများစုကလက်မခံကြပါဘူး။ဘာကြောင့်လဲဆိုတော့ဗိန္ဓိတာရမင်းကြီးသည်မြတ်စွာဘုရားအောက်9နှစ်ငယ်ပါတယ်။မြတ်စွာဘုရားဗုဒ္ဓဝန်ကိုဟောကြားစဉ်ကာလမှာဗိန္ဓိတာရမင်းကြီး၏သားတော်အဇာတသက်တည်ပင်လျင်4နှစ်သား9နှစ်ဝန်းကျင်သာရှိသေးတာကြောင့်အဇိဒမင်းသားကိုမမွေးသေးပါဘူး။အဲ့ဒီအချက်ကိုထောက်စား၍ဆရာတော်အများစုကလက်မခံကြခြင်းဖြစ်ပါတယ်။တခါကစားဗလအမတ်ကြီးအဖြေကိုအရှင်ဥက္ကန္တာမာလာဖြေကြားတဲ့နေရာမှာလည်းပဲအဇာတသက်မင်းသားဤသားတော်အဇိဒမင်းသားယဟန်ဖြစ်သည်မှာယုတ်တိမရှိအဘဲကြောင့်ဆိုသောဘုဒ္ဓဝန်ဇတ်တော်ကိုဟောကြားစဉ်ကာလမှာဖခင်ဖြစ်သူအဇာတသက်မင်းသည်ပင်လျင်4နှစ်သား9နှစ်ဝန်းကျင်သာရှိသေးတာကြောင့်ဟုဆို၍ဖြေဆိုပယ်ချခဲ့ပါတယ်။ဒါကြောင့်အနာဂတဝန်ကျမ်းဆိုတာဟာဘုရားဟောကျမ်းအခိုင်အမာမဟုတ်ကြောင်းကိုပြောကြားခြင်းပါတယ်။အရှင်ဘုရားလူနာမီတွေကိုပါဠိလိုမှဲ့လို့ရပါသလားဘုရားတပည့်တော်အားတနာတော်အားဖြင့်ဖြေကြားပေးတော်မူပါဘုရားတဲ့မှဲ့လို့ရတော့ပါတယ်နော်ဘုရားရှင်လက်ထက်ကအနာထပိန်တို့စိတ်တတကြွယ်တို့မထကုံတလီတို့ဆိုတဲ့လူတွေဟာပါဠိနာမည်တွေပါသို့တော်လည်းပဲယနေ့ခေတ်မှာလူတွေကိုပါဠိနာမည်မှဲ့မယ်ဆိုရင်လူတွေရဲ့အမြင်မှာအထူးအဆန်းတော်ဖြစ်နေတာပေါ့နော်အထူးအဆန်းပင်ဖြစ်လင်ကစားယနေ့ခေတ်မှာလည်းပဲပါဠိနာမည်နဲ့လူတွေရှိပါတယ်ဘယ်လိုလူတွေလဲဆိုရင်ဘုန်းကြီးလူထွက်တွေပါနော်ဘုန်းကြီးဘဝနဲ့အကြာကြီးနေပြီးလူထွက်သွားတဲ့အခါမှာလူနာမည်ကိုမခေါ်ဘဲနဲ့ဘုန်းကြီးဘဝတုန်းကနာမည်ကိုခေါ်တာပါဥပမာဘုန်းကြီးဘဝတုန်းကဥတုစိတ်တဆိုရင်လူထွက်သွားတဲ့အခါမှာလူနာမည်မခေါ်ဘဲနဲ့အဲ့ဒီလူကိုဥတုစိတ်တလို့ခေါ်ပါတယ်နော်ဒါကြောင့်ဘုန်းကြီးလူထွက်တွေလည်းပဲပါဠိနာမည်တွေရှိနေတာဖြစ်တဲ့အတွက်လူတွေကိုပါဠိလိုနာမည်မှဲ့ကျင်တဲ့စန္ဒရှိမယ်ဆိုရင်မှဲ့လို့ရတော့ပါတယ်တိုးတော်လည်းပဲအထူးအဆန်းတော်ဖြစ်နေမှာပေါ့နော်အရှင်ဖေယအတ္တာဟိတတနောနာထောရဲ့အနက်အဓိပ္ပာယ်ကိုသိချင်လို့ပါဗီဒီယိုနဲ့ရှင်းပြတော်မူပါဖေယစာသားအမှားပါရင်ခွင့်လွတ်ပေးတော်မူပါတဲ့အတ္တာဟိအတနောနာထောဆိုတာကအတ္တာဟိမိမိကိုယ်ကိုယ်သာအတ္တနောမိမိဤနာထောကိုးကွယ်ရာဖြစ်၏လို့အဓိပ္ပာယ်ရပါတယ်နားလည်အောင်ပြောရမယ်ဆိုရင်မိမိကိုယ်ကိုယ်သာကိုးကွယ်ရာဖြစ်၏လို့ဆိုလိုခြင်းဖြစ်ပါတယ်မိမိကိုယ်ကိုယ်သာကိုးကွယ်ရာဖြစ်၏လို့ဆိုလိုတဲ့နေရာမှာသေရင်ပြစ်လိုက်ရမယ်ဟောဒီခန္ဓာကိုယ်ကြီးကိုအာကိုဖို့ပြောတာမဟုတ်ပါဘူးဟောဒီခန္ဓာကိုယ်ကြီးကိုအကြောင်းပြုပြီးဖြစ်ပေါ်လာတဲ့ကံဉဏ်ဝရိယကုသိုလ်တရားတွေကိုအာကိုဖို့ပြောတာဖြစ်ပါတယ်နားလည်ပါစေဖုံဖုံတပည့်တော်ကခရိယံပါဗုဒ္ဓကဖျားအစ်စ်ဟုတ်ပါသလားတဲ့မဟာပရိနိဗ္ဗာန်တုံးမှာမြတ်စွာဘုရားကိုသူဘဒ္ဒပရပိုက်ကြီးကဒိဋ္ဌိဆရာကြီးတွေကလည်းဖျားဟုဆိုပါတယ်အရှင်ဘုရားကဖျားဟုတ်ပါသလားလို့မေးလျှောက်ပါတယ်အဲ့ဒီလိုမေးလျှောက်တဲ့အခါမှာမြတ်စွာဘုရားကသူဘဒ္ဒမဂ္ဂင်၈ပါးအကျင့်မြတ်တရားသည်ဘယ်သာသနာမှာရှိလဲရှာကြည့်လိုက်ပါရှာကြည့်လို့တွေ့ပြီဆိုရင်အဲ့ဒီသာသနာကိုကိုးကွယ်စည်းကပ်ပါလို့မိန့်ကြားပါတယ်ဗုဒ္ဓသည်သူကိုယ်တိုင်ဖျားစင်စစ်ဖြစ်ပါလျက်ဘာကြောင့်ဖျားဖြစ်ပါတယ်ဟုမိန့်ကြားခြင်းမရှိလိုက်ရပါသလဲဆိုရင်အဲ့ဒီအချိန်ခါကဖျားအမိခံတွေအများကြီးရှိနေတဲ့အတွက်သူဘဒ္ဒပရပိုက်ကြီးဝေခွဲ၍မရဖြစ်မှာကိုကြို၍သိတော်မူသောကြောင့်ဖြစ်ပါတယ်ဒါကြောင့်ဖျားအစစ်ကိုရှာဖွေတဲ့အခါမှာမဂ္ဂင်၈ပါးအကျင့်မြတ်တရားနဲ့တိုင်းတာကြည့်လိုက်ပါမဂ္ဂင်၈ပါးအကျင့်မြတ်တရားနဲ့ပြည့်စုံမယ်ဆိုရင်ဖျားအစစ်ဖြစ်ပါတယ်အရှင်ဖျားပါဠိလိုဥတု၃ပါးကိုဘယ်လိုခေါ်ပါသလဲဖျားတဲ့ຫນွေဥတုကိုပါဠိလိုဂိမ္မန္တလို့ခေါ်ပါတယ်မိုးဥတုကိုပါဠိလိုဝတ္တန္တလို့ခေါ်ပါတယ်ဆောင်းဥတုကိုပါဠိလိုဟေမန္တလို့ခေါ်ပါတယ်ဒါဟာဥတု၃ပါးရဲ့ပါဠိဖြစ်ပါတယ်အနာကြီး၅မျိုးဆိုတာဘာကိုပြောတာလဲဖေယပြန်လဲမိန့်ကြားပေးတော်မူပါဖေယတဲ့
အနာကြီး၅မျိုးဆိုတာ၁ကုဋ္ဌနူနာယောဂါ၂ဂန္ဓထွန်မြင်းနာမြင်းဖုနာ၃သောတသွေးသားကိုခန်းချောက်စေတတ်သောခရယုတ်ချောင်းဆိုးပန်းနာယောဂါ၄ကိလာတခယူသင်းဝဲကြီးနှင်းကြီးယောဂါ၅အပ္ပမာရသဲကြီးပြေလျံဘီလူဖန်စားသဖြင့်ယူနှံသောယောဂါတို့ပဲဖြစ်ပါတယ်ဒါဟာအနာကြီး၅မျိုးပဲဖြစ်ပါတယ်အဆိုပါအနာကြီး၅မျိုးရှိတဲ့သူတွေကိုယဟန်ခံမပေးရပါဘူးအရှင်ဖေယအကုသိုလ်ဝိကျွေးဟာတန္တရာစဝိုင်းလိုလဲနေပါတယ်ဖေယအကုသိုလ်ဝိကျွေးကိုတဘဝထဲကြည်အေးနိုင်အောင်ပြုလုပ်နိုင်ပါသလားအရှင်ဖေယတဲ့အကုသိုလ်ဝိကျွေးဆိုတာတဘဝထဲနဲ့ကြည်အေးအောင်ဆက်လို့ရတဲ့အရာမဟုတ်ပါဘူးအကုသိုလ်ဝိကျွေးကိုတဘဝထဲနဲ့ကြည်အေးအောင်ဆက်လို့ရမယ်ဆိုရင်ဖယားရှင်ဟာပါရမီဖြည့်စဉ်ကာလမှာတည်းကအကုသိုလ်ဝိကျွေးကိုကြည်အေးအောင်ဆက်ခဲ့မှာပါဖယားဖြစ်တဲ့အထိပါလာမှာမဟုတ်ပါဘူးအကုသိုလ်ဝိကျွေးဖြစ်ရတဲ့အကြောင်းရင်းဟာကံကြောင့်ဖြစ်ပါတယ်ကံကလည်းပဲကိလေသာကြောင့်ဖြစ်ပါတယ်ကိလေသာရှိနေသေးတဲ့၍ကံရှိနေအောင်မှာဖြစ်ပြီးကံရှိနေသေးတဲ့၍ဝိကျွေးရှိနေအောင်မှာဖြစ်ပါတယ်ဒါကြောင့်ဝိကျွေးကိုကြည်အေးစေခြင်းတဲ့ဆိုရင်ဖြင့်ကိလေသာကိုတေအောင်တက်ယုံမှတပါတခြားမရှိဘူးလို့မှတ်သားထားရမှာပဲဖြစ်ပါတယ်အရှင်ဖေယတပည့်တော်မရှင်းတာလေးတစ်ခုရှိလို့လျှောက်ထားပါရစေကာမေတုမိစ္ဆာစာရကံဟာမနောကံနဲ့ကျူးလွန်မိရင်ရောတီလကျိုးပါသလားဖေယတဲ့ဦးစင်းခဏခဏပြောပါတယ်နော်တီလဆိုတာကကိုယ်နဲ့နှုတ်ကိုပဲထိန်ရတာပါနှုတ်ကမဟုတ်တာမပြောဘူးကိုယ်ကမဟုတ်တာမလုပ်ဘူးဆိုရင်တီလလုံနေပါပြီနော်ကာမေတုမိစ္ဆာစာရကံမြောက်ဖို့အတွက်အင်္ဂါ၄ချက်ရှိပါတယ်အင်္ဂါ၄ချက်ကဘာတွေလဲဆိုရင်၁မသွားလာထိုက်သောမိန်းမဖြစ်ခြင်း၂ထိုမိန်းမကိုမှီဝဲလိုသောစိတ်ရှိခြင်း၃မှီဝဲရန်လုံလပြုခြင်း၄တာယာခြင်းတို့ဖြစ်ပါတယ်ဖော်ပြပါအင်္ဂါ၄ချက်နဲ့ညီမသာကာမေတုမိစ္ဆာစာရကံမြောက်တဲ့အတွက်သီလကျိုးပါတယ်သို့တော်လည်းပဲစိတ်မှာຢာကစိတ်တွေဖြစ်နေပြီဆိုရင်တော့သီလမကျိုးတော်လည်းပဲမနောကံအကုသိုလ်တော့ဖြစ်နေပါတယ်ဒါကြောင့်စိတ်ကိုလည်းအတတ်နိုင်ဆုံးစင်ကြယ်အောင်ထားဖို့လိုပါတယ်